3-dimensional flower. ဒီမှာလေအရှည်ကဘယ်လောက်ယူရမလဲဆိုရင်သူ့ရဲ့ဒီဟာလေးကိုကိုလိုချင်တဲ့အတိုင်းထွာပေါ့နော်အဲ့ဒါလေးကိုတိုင်းပြီးသူ့တနည်းနည်းလေးပို့ယူပါဒါမှကိုကပြီးသွားတဲ့ခါကျရင်လှလေးအညီပြန်ဖြတ်လို့လည်းရမှာပေါ့နော်ဆိုပို့ယူလိုက်ပဲဆိုရင်ဒီလောက်ဆိုရင်အဲ့ဒါသူ့ရဲ့အရှည်ဆိုသူ့အတိုင်းကိုနော်နှစ်ပြန်ယူရမယ်โอเคနှစ်ပြန်သူ့ရဲ့နှစ်ပြန်ယူပြီးတော့ကိုကခောက်မှာဖြစ်တဲ့အတွက်ကြောင့်နှစ်ပြန်ယူမယ်ဆိုဒီနေရာဆိုတော့ဒါဆိုရင်ဒီကနေပြီးတော့ကိုကဒီအတိုင်းလေးပေါ့အဲ့မှာကိုလိုချင်တဲ့ဒီပန်းပွင့်ကားထွက်မယ်ဟာရဲ့ size ပေါ့နော်ကိုလိုဘလောက်ထူလိုချင်လဲဘလောက်ပါလိုချင်လဲပေါ့မူတည်တာပေါ့နော်ဆိုတော့ယူမယ်ဆိုများဖွာခြင်းနေဆိုလို့ရှိရင်တော့များပေါ့ဆိုတော့ဒီလောက်ပဲယူလိုက်တော့မယ်အရန်ထူတော့လေရတာကျက်ခတ်တယ်ပေါ့နော်ဆိုတော့ပြီးသွားပြီဆိုလို့ရှိရင်တော့သူ့ကိုတဝက်အရင်ယူမယ်နော်တဝက်အရင်ယူရမယ်အဲ့တော့အဲ့မှာဒါပန်းပွင့်လုံးမှာဖြစ်တဲ့အတွက်ဟောပေါ့အယောင်အတွဲဆက်ကကိုယ့်ရဲ့စိတ်ကြိုက်ပေါ့မူတည်တာပေါ့နော်အခုအမကဒါလေးကိုစိမ့်နုလေးနဲ့လှုပ်ချင်တယ်ပေါ့စိမ့်နုချီလိုက်ပါမယ်ဒါတော့ကြိုက်တယ်လို့လုပ်လို့ရရင်เนาะတယောက်နဲ့တယောက်ကဟို style တွေတော့မတူကြဘူးအဲ့ဒါလုပ်တာလေဒါအလဲကိုအရင်ထည့်မယ်ပြီးရင်သူ့ကိုဒီဟာမှာသွားထည့်မယ်โอเคဒီလိုလေးပေါ့နော်ဒီလိုမျိုးလေးโอเคပြီးသွားရင်သူ့ကိုဒီဘေးဒီနေရာနေထိုးမယ်နော်ဒီလိုမျိုးလေးနော်ဒီလိုစုထားတာလေးကိုယူโอเคပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်အစုံထက်โอเคဒီမျိုးလေးပါကဲနော်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘေးသူ့ဘေးကပ်ရက်ကိုယူနော်ပြီးရင်သူ့ဘေးကပ်ရက်ကနေပြီးတော့ဒီဟာလေးကိုကပ်ပြီးထိုးတောက်လျှောက်ထိုးသွားမယ်နော်အဲ့အတိုင်းလေးပဲအမတို့ဒီမှာဒီအတန်းလိုက်ကလေးပေါ့နော်လုပ်ပြီးပြီဆိုရင်အခုဒီမှာဗီဒီယိုမှာမြင်ရတယ်လို့မျိုးလေးအမအောက်ကနေပြီးတော့အချီလေးနဲ့အဲ့လိုကြိုးတစ်ချောင်းချင်းစီကိုနည်းနည်းစီကွက်ကြားလေးလိုက်ပြီးတော့အပေါ်အောက်တုတ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အလဲကောင်မှာရှိနေတဲ့ဒီပန်းရောင်ကြိုးတွေကဒီတိုင်းဆိုရင်လွတ်ပြီးပြန်ထွက်နိုင်တယ်ပေါ့နော်အဲ့တော့အခုလိုမျိုးကြတော့အမတို့ကဟိုကြိုကြားလေးလိုက်တုတ်တယ်လို့ဖြစ်တော့ patterns လေးတွေလည်းပေါ်တယ်เนาะတဘာဝလည်းပိုဆန်တယ်ပြီးတော့အောက်ကပန်းရောင်ကြိုးတွေကိုလည်းခြိပြီးတုတ်ပြီးသားလို့ဖြစ်သွားတာဆိုတော့ပို့ပြီးတော့ဟိုခိုင်နေပေါ့နော်အဲ့အတွက်ကြောင့်အမတို့ကဒီလိုမျိုးလေးတွေကိုယ်စိတ်ကြိုက်ပေါ့နော်လိုက်လုပ်လို့ရပါတယ်ဒီအနေထားရောက်ပြီဆိုလို့ရှိရင်အမတို့ကလေသူ့ဒီမှာလိုချင်သလားအတိအောင်မယူနဲ့နည်းနည်းလေးပုံညက်ပါနော်နည်းပုံညက်ပါအောက်ကတွေလည်းပါကုန်မသတိထားအောင်နော်โอเคဒီလိုနည်းနည်းလေးပုံညက်โอเคပြီးသွားပြီဆိုလို့ရှိရင်ကို့မှာရှိနေတဲ့ဒီကြိုက်တာနဲ့လှုပ်လို့ရတယ်နော်ဘီးလေးနဲ့ဒီလိုအခလေးနဲ့လိုက်ပြီးတော့ညင်သွားအောင်ဖွာပါမယ်နော်အဲ့တော့ဒါဖွာတာလေးတွေလုပ်ပြီးပြီဆိုရင်တော့မတို့ကစိတ်ကြိုက်ကချီလေးနဲ့ညက်ပြီးတော့ပုံခေါ်လိုက်ပြီးဆိုရင်လိုချင်တဲ့ traditional flower လေးရပါပြီနော်